ကံတရားဤစုချက်တွင်ရှေးရည်ဆက်သည်ဆေးရောင်ဆေးဆက်တို့ဖြစ်ခဲ့၏အတိတ်ဘဝကစူးခဲ့ဘူးသောစူးကလေးတစ်ချောင်းကြောင့်ဤသို့တောရိပ်တောင်ရိပ်ကြီးတဲ့ဝဲနတ်ရှင်နောင်နှင့်သူမဆုံတွေ့ခွင့်ရခြင်းအမှန်ပင်ဖြစ်သည်လူနေဟန်ပန်နှင့်ဝတ်ပုံစားပုံရုပ်တံကနတ်ရှင်နောင်ဟူ၍ပုံဖော်ပြထမ်းထားနိုင်တော်လီကျွန်တော်ဤနှလုံးသားနှင့်မျက်လုံးအကြည့်တို့ကအားငယ်သည့်နှင်းစီပန်းလေးတစ်ပွင့်နှင့်သူမ၏ရှေ့၌တထက်ချင်းတစ်ဖက်ချင်းကြွေ၍ကြနေ၏မြည်တို့ပင်ဖြစ်စေရင်ကိုစူးဝင်ခဲ့သောနေ့တစ်နေ့အားကျွန်တော်ကပင်ကျေးဇူးတင်မဆုံးတော့ချောရွယ်ဝါမြညာညောင်းကညိုးလျောက်ခွေပြောင်းတွင်နှောင်းရသည်မှာနေယူနေလားချွေကဝဲကဆင်းရွှေမုံရောရာမြေတို့တလျောလွမ်းမွေတာမောစွာချောရွယ်ဝါမြညာညောင်းကညိုးလျောက်ခွေပြောင်းတွင်နှောင်းရသည်မှာနေယူနေလားချွေကဝဲကဆင်းရွှေမုံရောရာမြေတို့တလျောလွမ်းဝဲတာမောစွာမိုးပြစုံဒီဝါမဟုန်တော်ပြုမင်းကိုဤလဲပဲကဝိုင်းလို့သာမုံပြဝေးမိုင်းခုလူတိမ်မိုးဆိုင်မှဖြစ်ကတိုင်းွယ်စင်လားနတ်ရှင်ကိုမြင်အောင်မိပြန်နာကြပြတိကျွေးစာပလိတေနဲ့ရေပွဲအမှုပြန်လာသာထင်းရဲရဲနဲ့လွမ်းမှုဆွေလူရွာမပြေနိုင်မှာကိုတော်တိုင်းမှာတော့ကာရဲ့စေစားချနာစင်မြေကွာဝေးဆွေလျက်ပင်သာတသက်တာကျွမ်းရရှာရာဇဝေအမောင်မှာတစောင်းစီမီပမာအနုပညာမြောက်စံတင်နိုင်လောက်စာပေရောင်ဝါထိန်ထိန်တောက်ခဲ့တာကျတုရင်စာသူရှင်ရဲ့ကဏ္ဍဝေအမွေနိပါစုံဒီဝါမဟုန်တော်ပြုမင်းကိုဤလဲပဲကဝိုင်းလို့သာမုံပြဝေးမိုင်းခုလူထိမ်မိုးဆိုင်မှဖြစ်ကတိုင်းွယ်စင်လားနတ်ရှင်ကိုမြင်အောင်မိပြန်နာခရာတိကျွေးစာပလိတေနဲ့ခြေခွဲပြန်လာသာထင်းတရဲရဲနဲ့လွမ်းမှုဆွေလူရွာမပြေနိုင်ပါကိုတော်တိုင်းမှာတော့ကာရဲ့စီလာချနာစစ်မြေကွာဝေးဆွေလျက်ပင်သာတသက်တာကျွမ်းရရှာရာဇဝေအမောင်မှာတစောင်းစီမီပမာအနုပညာမြောက်စံတင်နိုင်တော့စာပေရောင်ဝါထိန်ထိန်တောက်ခဲ့တာကျရု
စားဆိုရှင်ရဲ့ခန္ဓာဝင်အမွေနီးပါ